လိုอ่ะမတော်မိုင်း ဘာလို့ဘာလို့ရုံးလာတယ်မတူးလေ မင်းတို့ရရုံနာနဲ့ရုံနာအေးလည်းကြောင်းမတူဘူးငါတို့ကပို့ဆိုးခဲ့တယ် မိဘရှိပြီးတော့ မင်းတို့ပို့ရတာခိုင်းတော့ဟုတ်တယ် အငင်းတဲ့အငင်းတဲ့ဇီးပြူကောင်သား2ယောက်ရေ ချာကျွေးလာတာ အငင်းတဲ့စီကူကောင်းသားနဲ့ရတယ် မင်းက ကဲအငင်းတဲ့ဇီးပြူကောင်သား2ယောက်ရေအဖက်လေးပိုင်လုံးဒီမှာနဲပပ ဟုတ်တယ် အငင်းတဲ့ဇီးပြူကောင်သား2ယောက်အဖက်လေးပိုင်လုံး ကြီးရလုံးမယ် ရတာလိုက်နေရောက ဟိုဘက်ပြပြဦးလေး အဲငါတို့မောင်နှမလည်းအငင်းမတန်အောင် အာဟောကြည့်ကောင်းကြီး အငင်းတဲ့နာအမ လုံးမလို့ ဟိုညင်းတို့မရတော့ဘယ်လိုပြောစီအောင်ငါ့ဗျာကျူချောင်းကမင်းပြောတဲ့ကျူချောင်းဆိုတာရိုက်ရင်မနာဘူးတဲ့ဒါဝါချောင်းကနာတော့ရိုက်တော့နာတော့ဟာအဲ့လိုကောင်ထိတ်ဆက်တယ်မရှိရှင်သိရ ဒီလိုရေးနေတာယူစကားမပြောတော့ဘူးလက်ကပဲလုံး သမီးထူထောင်တဲ့ဒဏ်ရာလေးတောင်မပြော အော် ဘူး ငါညီကပြောတယ်မပြောတော့နဲ့သူကအငင်းတန်တယ်လို့လက်ပါလာပြီတို့မမြင်တော့နဲ့ငါတန်ကြီးခါအဲ့နေရာအတူနေအောင်ပါ ပြောရအတူတူပဲရလာတယ်မှန် အမှန်တရားကိုစကားပြော ဟုတ်လေပြောနေဆိုဒုတ်ပါလာပြီလေ စကားပြောမှလက်တော့ပြရိုက်ပြလိုက်တာဝါနဲ့ဆိုတော့ပိတ်ရိုက်တယ်သူနာအောင်ကျူရိုးဆိုတော့အပွားကြီးဆိုမနာဘူးလေဝါနဲ့ပိတ်ချတယ် မမြင်တော့နဲ့လက်ပါလာပြီလို့သူကအငင်းတန်တယ်မနိုင်လက်ပါတော့မမြင်တော့နဲ့ လေးတဲ့ခေါ်နေ တော်ကြီးတပေါင်းမုံတော်ကြီးတပေါင်းတော်ကြီးတပေါင်း အေးဒီရ အဲ့ဒီလူတွေပေးကုန်မယ်လို့ ဒီရ